အခုလောလောဆယ်အဲ့ဒီမေခွန်မျိုးပိုင်ရှင်ကြတော့ तू ကဘာမှဖြစ်ချင်တာစိတ်မငြိချင်ရင်တဲ့လောက်ရမယ်အလောက်က2မျိုးပဲရှိတယ်2မျိုးဆိုများသွားလားဟမ်စိတ်ညစ်ရတဲ့အကြောင်းရင်း2မျိုးပဲရှိတယ်အဲ့ဒါရှောင်နိုင်ရင်ပြီးတာပေါ့စိတ်ညစ်ရတဲ့အကြောင်းရင်း2မျိုးပဲရှိတယ်စိတ်မညစ်ချင်ဘူးလားမညစ်ချင်ဘူးဆိုရင်စိတ်ညစ်ရမယ့်အကြောင်းတွေမလုံးနဲ့တော့စိတ်ကဘာလို့ညစ်ရတာတော့ဘာတွေလုံးပြီးတော့ရိုးရိုးလေးပဲသီလတာမရှိရင်တဲ့စိတ်ညစ်ရမယ်တဲ့သီလဆိုတာဘာလဲလို့မင်းကုသလနိသီလနိလို့ပြောတဲ့အတွက်ကြောင့်မို့သီလဆိုတာ9ပါး10ပါး10ပါး100ကျော်229သွဲဂရေ9000ကျော်ဒီနေရာမှာမရည်ညွှန်းဘူးသီလဆိုတာကိုယ်အလေးအကျင့်နဲ့မလုံးတဲ့နာကိုလုံရင်လဲစိတ်ညစ်ရတဲ့ကွက်လုံးတဲ့နာကိုမလုံမရင်လဲစိတ်ညစ်ရတဲ့ကွက်ဟုတ်လားမလုံတဲ့နာကိုလုံတဲ့သူဟာသီလမရှိဘူးတဲ့လုံတဲ့နာကိုမလုံတဲ့သူဟာလဲသီလမရှိဘူးတဲ့ကွယ် remorse regret ဆိုတာနောင်တရတယ်ဆိုတာအဲ့ဒီ2ခုကြောင့်ဟေးလုံတဲ့နာကို